Morning guys မင်္ဂလာပါဒီနေ့ Krista တော့အခု get ready with me စားလို့ပါတော့မယ်အဲ့ရထားဒီနေ့ကလည်းနည်းနောက်ကျသွားပြီပေါ့နော်အခုက already 7ဖြစ်နေပြီပေါ့နော်ပိုက်လေးနည်းနည်းစားနေပြီဆိုတော့ makeup ကိုမြင်လေးပြင်လိုက်ပါတော့မယ်ဒီနေ့ကတော့ weekend ဆိုတော့ထရီတူတော့ဘာမှတိတ်လို့စရာမရှိဘူးအဓိကတော့ဒီနေ့ကရှမ်းခေါက်ဆွဲလဲစားကျင်နေတယ်ပြီးတော့ဒီနေ့ boyfriend သူ့အလုပ်ကိစ္စလေးတွေရှိရဆိုအပြင် try ရင် lunch အနေနဲ့ရှမ်းခေါက်ဆွဲသွားစားမယ်ပေါ့နော်ပြီးတော့ Krista fiance ရဲ့ birthday လေးရောက်တော့မှာဆိုတော့သူbirthday လက်ဆောင်သွားဝယ်ပေးပါမယ်birthday လက်ဆောင်တော့များတော့ပြန်လို့သူများတွေတော့မပြောတော့ဘူး Krista ကတော့ surprise အဲ့လိုမျိုးအရင်တော့ကတော့ဒါစကြက်ခိတ်စားတော့လုပ်တယ်ပေါ့နော်ကိုကကြောက်ဟိုကလည်းတက်30ကျော်ရွယ်လေးဖြစ်နေတဲ့ဝင်းနေရဝင်တော့ we gonna give each other for birthday gift ဆိုဒါကြီးကဟိုလိုမျိုး surprise ကြီးလုပ်ကမဲ့အရွယ်လည်းမဟုတ်ဘူးဆိုတော့လေအဲကြောင့်မို့တခါတည်းပဲအမြင်သူလည်းအဲ့လိုပဲကိုတခု birthday လက်ဆောင်ပေးမယ်ဆိုဒါပေးမယ်အဆင်ပြေလားကြိုက်လားသမုတ်ဘာလို့ကျင်လဲပေါ့နော်ဒါကတော့ပိုအဆင်ပြေတယ်တဲ့ဒါဘာလို့ဆိုစကြက်ခိုင်စားတော့ surprise လေးတွေကကောင်းနေလေနော်အခုကျတော့ဒါရပြီကြိုက်တာလေးကြာနေ he is my fiance now so အဲ့တော့ surprise တွေလည်းသူ့ကိုမလုပ်ပေးတော့အဲ့တော့အခုသဘောကျနေတဲ့ brand လေးရှိရပေါ့နော်အဲ့ဒါ Amy လို့လည်းထွက်မယ်ထင်တယ်အဲ့ AMI Paris လေးပေါ့နော်အဲ့ဒီဟာလေးသူအင်ဂျီလေးဝယ်ပေးမယ်ဆိုရင်သူ့ကိုပြောထားရပေါ့နော်ကိုကတော့ makeup လိမ့်နေတာပြီးပါတော့မယ်makeup ကတော့အရင် professional လို့တော့မလိမ့်တတ်ဘူးပေါ့နော်အဲ့လိုမျိုးကိုလိမ့်တတ်တဲ့လောက်ပဲဒီနေ့ mood လေးကတော့အရန်ကို pinky look ဖြစ်ချင်နေတာပေါ့နော်အဲ့ခါကျတော့ပါးနေတွေအရန်တင်နေပါတယ်ကိုပါးနေတင်ပြီးတော့ကိုရီမိတယ်ပေါ့နော်ပါးနေတွေအရန်များနေဒါမှရပါတယ်အဲ့လိုများနေတယ်ဆိုတာတော့ကိုအတော့မတတ်နိုင်ဘူးထပ်ပြီးတော့အပေါ်ကနေပြီးတော့ brush powder ကြီးထည့်ထည့်ရပေါ့နော်ပြီးတော့နည်းနည်းလေးပြန်ပြေသွားအောင်လို့အဲ့ဒီ highlight လေးကိုထည့်လိုက်တော့နည်းနည်းလေးတော့ပြေသွားရပေါ့နော်ကိုကတော့ eye shadow ကတော့အရင်မစိုးတော့ဘူးဒါပေမဲ့အမြင်နဲ့အဲ့သုံးနေကြအကွက်တွေကဟိုကုံတော့မယ်တခြားအကွက်တွေကလုံးဝမထီအောင်နဲ့ eye shadow ဆိုရင်ကိုကတော့eye shadow လေးပြီးပြီဆိုရင်တော့အဲ့ eyeliner ကတော့လေအဲ့လိုမျိုးပုံမှန်ပွဲတွေပါသွားတာတော့အဲ့လိုမျိုးအချိန်မှပဲများတော့ပြင် full soul လေးရှိအခုတော့ပုံမှန်အပြင်ဆိုရင်တော့အဲ့လို wings လေးထည့်လိုက်ရင်တော့အဲ့လိုမျက်လုံးလေးကအဲ့လိုမျိုးပိုပြီးနည်းနည်းကြည့်လို့ကောင်းသွားတယ်လို့ခံစားရပါတယ်အပေါ်ကအဲ့လို gloss လေးထပ်ဆိုလိုက်ပါတယ်ဒီနေ့ကတကယ်တော့မျက်တောင်လေးတက်မလို့ပြီးတော့နည်းနည်းမူးသိမ့်မပါတော့ရနဲ့ပဲ mascara လေးပဲဆိုလိုက်ပါတယ်မြန်လေးပြင်လို့ပြီးတော့ပါအဲ့ချိန်မှာပဲ skirt ကမှားထားတဲ့ skirt ကရောက်လာပြီမဲ့ချောင်းနေပါတယ်တကယ်တော့excess ဆိုရင်ကျက်သွားမှာဆိုလို့ဆိုရင်ခုနောက်ပိုင်းနည်းနည်းလေးပြေလောက် S သွားမှာဒီတိုင်းမှာချောင်းနေပါတယ်ဒါမဲ့အဲ့ applicator လေးဝယ်တာတော်တော်အဆင်ပြေတယ်လေးပြပုံလေးပေါ့နော်အရင်ယုံမစိုးဆိုအဲ့လိုမျိုးတစ်ခါကျတော့နောက်တစ်ယောက်ကကိုယ်အဲ့လိုမျိုးလာပြီးတော့လုပ်ပေးရတယ်ပေါ့နော်အဲ့တော့ပြင်လို့ပြီးတော့ပါပြီရှင့်ဒါကတော့ကျမရဲ့ဒီနေ့တော့ outfit ချက်လေးပါကိုကတော့မုတ်စားဖို့သွားပါတော့မယ်အဲ့လိုဗီဒီယိုတွေရရင်Krista fiance အသိသူမကြိုက်ဘူးဒါပေမဲ့အဲ့လိုဗီဒီယိုတွေရှောက်ရလို့ရှိရင်အဲ့လိုမျိုး funny တွေအရင်လုပ်ပြတော့သူ့ဗီဒီယိုမတင်နဲ့ပြောအဲ့နဲ့ okay လို့မတင်ဘူးလို့ဆိုပြီးတော့တေချာထည့်လိုက်ပါတယ်သူကနေတဲ့အပိုင်းလေးအခုရစားတော့ဆိုင်ရောက်ပါပြီဒီဆိုင်လေးကလေရှမ်းခေါက်ဆိုရတော်တော်ကောင်းနေKrista တာ second time လာစားပါတော့Krista fiance ကတော့ခဏစားပြတယ်ဒီဆိုင်သူတို့ဆိုင်ရလေရှမ်းအတုတ်ကအရေရောကောင်းတယ်မွန်းကတော့ first time try မှာပေါ့နော်ကောင်းချင်းမောင်းကတော့ဒါစားကျင်နေရတယ်မှားလိုက်တာအဖြူပေါင်းလေးလည်းကောင်းတယ်အချိတ်လေးလည်းကောင်းတယ်ကိုကတော့မွန်းကစားထည့်ပါပြီဟိုချင်းကဆက်လောက်စားရတာတိတ်သဘောကျတယ်ပေါ့နော်မွန်းကတော့အနက်လေးမှုကြီးတယ်ဒါမဲ့Krista စားကျင်တဲ့ပုံစံမွန်းက
လိုမျိုးတော့မဟုတ်ဘူးပေါ့နော်ဒါဒီဇိုင်းမမဟုတ်ပါဘူးခရစ်စာအမှန်တိုင်းပြောလို့ရှိရင်မွန်က try နေရဘန်ကောက်မှာတော်တော်ကြာပြီတော်တော်များကြီးလည်းမှားစားတယ်ဒါမဲ့အဲ့လိုမျိုးအခုထိကိုစားခြင်းနဲ့အဲ့လိုမျိုးမွန်ကအရသာမရသေးဘူးပေါ့နော် maybe ဒီမှာ ingredient တွေကွာလို့ထင်တယ်ခရစ်စာတိတ်တော့မပြောတတ်ဘူးဒါမှမဆိုးပါဘူးဒီဇိုင်းလေးစားလို့အဆင်ပြေပါတယ်သူတို့ရှိရအဲ့ကောင်းနေတဲ့ချိန်ပေါင်းလေးကောင်းနေပေးပေးလို့တော်တော်လေးအဆင်ပြေတယ်ပေါ့နော်အကောင်းတော့အဲ့ရှမ်းခောက်ဆိုတော့ခရစ်စာတော်တော်သဘောကျအဲ့လိုလေမွန်းငါ့ကိုလေစားဖို့ကြတယ်ငါချိန်ပေါင်းထည့်စားရင်စားကောင်းခရစ်စာတို့အိမ်မှာဆိုအရင်စားတယ်ပေါ့နော်အခုကတော့အဲ့ရှမ်းခောက်ဆိုသူများရှက်တ냐တိုက်ပြီးတော့ကိုမွန်ကတိတ်မကြိတ်တယ်နဲ့သူ့ကိုကျွေးပြီးကိုရှမ်းခောက်ဆိုစားတယ်ပေါ့နော်ဘာလို့လဲမသိဘူးအဲ့ကောင်းချင်းမောင်းယူတဲ့အချိန်နဲ့အများနဲ့အောက်ပြပြကြာနေဒီနေ့တစ်ခါကဆန်စစ်တုတ်စားလို့ပြောတာဆိုအဲ့ဒီသူတို့ရဲ့ဒိုဘူးကျော်လေးစားကောင်းပါလေအဲ့အချင်းလေးတော်တော်ကောင်းလိုက်ရချင်းကိုလည်းလို့ဘူးတိကျော်တို့ချက်သွန်ကျော်တို့နဲ့တွဲစားရမှာဆိုတော်တော်ကောင်းနေတယ်မှာပါသူတို့အချင်းတော်တော်ကောင်းတယ်ကိုယ်လည်းစားလို့တောက်လို့ပြီးပါပြီရှင်ပြီးတော့အခုသွားဝယ်စရာရှိမဲ့နေရာကိုသွားပါတော့မယ်ဒီနေ့တော့မွေးနေ့လက်ဆောင်ဝယ်ပေးမယ်လို့ပြောထားတော့ခရစ်စာအဲ့ army brand လေးကိုသဘောကျနေတော့အဲ့တော့အဲ့ brand နဲ့ဝတ်ပါဆိုပြီးကျွန်မစီရတက်ထားပါတယ်ပထမတော့ဝတ်ကြည့်နေတိတ်သဘောမကျဘူးဒါပေမဲ့အိမ်မှာနောက်ထပ်မင်းညမှာသူတို့ရှိရောက်ထား collection လေးရှိရဲဆိုလို့အဲ့ဒီဟာတွေကတော့ t-shirt လေးတစ်ထည်သူသဘောကျသွားတယ်ဒါပေမဲ့ဒီမှာ VAT claim ဖို့အတွက်ကိုလုံနေတဲ့ error တက်နေဆိုတော့စီလင်းအောင်ရောက်နေပါတယ်ကိုမတကယ် surprise ကတော့သူလုပ်လိုက်တာပေါ့နော်အားလေး Valentine gift လေးမရတော့ပါဘူးပေါ့နော်ကျွန်မပြီးတော့ပစ္စည်းဝယ်ပြီးတော့သူလုပ်ကိစ္စလေးလေးရှိနေတော့ခရစ်စာတို့အမြန်ကားပေါ်မှာပဲ lunch စားလိုက်ပါတယ် lunch တော့မဟုတ်ဘူးပေါ့နော် around 3 pm ဆိုသူလုပ်ကိစ္စသွားတဲ့ on the way မှာပဲခရစ်စာကိုကားပေါ်မှာပဲစားလိုက်ပါတယ်ခုကတော့ညနေလဲစောင်းနေပါပြီသူလုပ်ကိစ္စလည်းပြီးသွားပြီဆိုတော့ခရစ်စာတို့တင်နာစားဖို့ရောက်နေပါတယ်တကယ်တော့ခရစ်စာစားကျင်တာခြုံဝိုင်းပေါ့နော်ဒါပေမဲ့ခရစ်စာ fiance ကနည်းနည်းသူပိုက်နာနေပြောဝိုင်းမစားပဲအဲ့သူပေးနာအဲ့ဂျပန်ဆိုင်လေးဆိုင်အောင်ကျဲလို့ဆိုပါဘူး price ကိုစားရတော့အဆင်ပြေပါ price ကတော့အရင်ဈေးမကြီးတော်တော် cheap ဖြစ်တယ်လို့ပြောရမယ်အဲ့ဆိုင်လေး first time trying ခဲ့တာပါစားကောင်းမှမဆိုးပါဘူးအခုကတော့အိမ်ပြန်ရောက်ပါပြီရှင် This is my very first ceiling bath so let's unbox together so here inside little puppy I feel like it's really cute you know Thanks for watching guys we see you on next vlog